တီရီတယောက်တော့နက်မျက်စိအစွမ်းရပြီးပတ်စံတွေရှာဖို့ကြံစီနေပါတော့တယ်အဲ့ဒီအချိန်မှာပဲသူမတငယ်ချင်းမျက်နှိုးစီကဖုံးတကောဝင်လာပါတယ်မျက်နှိုးကသူ့အဖေဦးတီဟာရဲ့မွေးနေ့အတွက်ရှေးဟောင်းစာအုပ်တွေလာဝယ်ပေးဖို့တီရီကိုအဖို့ခေါ်လိုက်တာပဲဖြစ်ပါတယ်တီရီဟာရှေးဟောင်းစာအုပ်ဆိုင်ကိုရောက်တော့နက်မျက်စိအစွမ်းကိုသုံးလိုက်ပြီးတမိုးကြီးစာအုပ်လေးအုပ်ကိုတွေ့သွားပါတော့တယ်ဆိုင်ရှင်ကြီးကိုတီရီတို့တငယ်ချင်းနှစ်ယောက်ပေါင်းပြီးဈေးစစ်ကြတာပေါ့ဟိုဘက်ဆိုင်ကဦးလေးကြီးပါရောက်လာပြီးတော့ကောင်မလေးတွေဘက်ကကူပြောပေးတာပေါ့နောက်ဆုံးတော့တန်မိုးကြီးစာအုပ်လေးအုပ်ကို9000နဲ့ရသွားပါတော့တယ်တကယ်တော့ဆိုင်ရှင်နှစ်ယောက်ဟာပေါင်းပြီးကြံထားကြတာပါစာအုပ်တန်မိုးကတန်းချီတန်တာသူတို့တည်သွားရင်နှစ်ကောင်လုံးတွေးတက်ပြီးတည်သွားလောက်တဲ့အခုတော့တီရီတို့ကိုအချုပ်ဖမ်းလိုက်နိုင်ပြီဆိုပြီးပြောနေကြတာပေါ့ဒီလိုနဲ့တီရီဦးတီဟာရဲ့မွေးနေ့ပွဲကိုရောက်သွားကြပါတော့တယ်မွေးနေ့လက်ဆောင်ဖြစ်စာအုပ်တွေကိုလက်ဆောင်ပေးလိုက်တော့ရှေးဟောင်းစာအုပ်တွေအကြောင်းကိုနားလည်တဲ့ကိုနေတိုးကစာအုပ်ကိုယူပြီးကြည့်လိုက်ပါတယ်စာအုပ်တွေကတကယ်တော့ချင်းမင်းဆက်ကစာအုပ်တွေဖြစ်နေတာပါစာအုပ်တွေအကုန်လုံးရဲ့တန်ဖိုးက9မီလီယံတောင်ရှိတယ်တဲ့ဗျာ9000နဲ့ဝယ်ပြီး9မီလီယံရလို့တီရီတငယ်ချင်းမျက်နှိုးကတီရီကိုချီကျူးနေပါတော့တယ်စာရွက်တရွက်ကိုလှန်ကြည့်လိုက်တဲ့အခါမှာအဆောင်လက်ဖွဲတစ်ခုကိုတွေ့ရပြီးဒါချင်းငကားစာပို့ပဲဆိုပြီးကိုနေတိုးကပြောလိုက်ပါတယ်တီရီကတော့ဈေးနှုန်းကိုမြင်ပြီးပါဇက်ထဲရင်ကောင်းဝင်မတက်ဟမိသွားတာပေါ့နောက်ထပ်စာအုပ်တစ်အုပ်ကိုလှန်လိုက်တဲ့အခါမှာလဲ25မီလီယံတန်တဲ့အဆောင်တစ်ခုကိုထပ်တွေ့တာပေါ့စာအုပ်ထဲမှာတွေ့တဲ့အဆောင်တွေကိုလေလံပွဲမှာရောင်းချပြီးတီရီကိုပေးမယ်လို့ဦးတီဟာကပြောလိုက်ပါတော့တယ်ပထမဆုံးဒါချင်းငကားစာပို့က86မီလီယံနဲ့လေလံအောင်သွားပြီးတော့ဒုတိယတစ်စိပ်ပြကတော့25မီလီယံနဲ့ရောင်းချလိုက်ပါတယ်လေလံပွဲကရတဲ့ငွေတွေကိုမတီရီတယောက်အပိုင်းရသွားပါတော့တယ်တီရီဟာချမ်းသာခြင်းနှစ်ဖျားကိုကျေးဇူးတင်ပြီးတော့တစ်တီးတွေနဲ့ထပ်ပြီးပူဇော်ပါတယ်ချမ်းသာခြင်းနှစ်ဖျားဟာတီရီကိုတန်းရချီရှာနိုင်တာကိုဂုဏ်ပြုတဲ့အနေနဲ့သူမရဲ့နက်မျက်စီကိုမမြင်ရတဲ့ပစ္စည်းတွေရဲ့ဈေးနှုန်းကိုမြင်နိုင်တဲ့အဆင့်ထက်မြင့်ပေးလိုက်ပါတော့တယ်ပတ်စံတွေရှာဖို့မျက်လုံးကိုကောင်းတဲ့နေရာမှာအသုံးချဖို့မှာပြီးနောက်ထပ်ဘီလီယံချီပြီးရှာနိုင်တဲ့အခါကျရင်စုထက်ချမယ်လို့မှာပြီးတော့ချမ်းသာခြင်းနှစ်ဖျားဟာပျောက်ကွယ်သွားပါတယ်တီရီဟာနက်မျက်စိအစွမ်းကိုသုံးပြီးတော့ပတ်စံရှာဖို့ဈေးထဲကိုထပ်သွားခဲ့ပါတယ်အဲ့အချိန်မှာဈေးလိမ်ရောင်းနေတဲ့ဆိုင်ရှင်ကိုတွေ့ပြီးတီရီမိသွားပါတော့တယ်တီရီဟာဈေးဝယ်နေတဲ့ကိုမြင့်မြတ်ဘက်ကနေကူညီပြီးဈေးစစ်ပေးလိုက်ပါတယ်အဲ့အချိန်မှာပဲတန်း200တန်းတစ်သားထွင်းအိုးကိုမတီရီတွေ့သွားပါတော့တယ်ဆိုင်ရှင်ကိုမေးလိုက်တော့1000လို့ပြောတာနဲ့ဒီတစ်ခါတော့ဈေးမစစ်ပဲဝယ်လိုက်ပါတော့တယ်ကိုမြင့်မြတ်ကတီရီနောက်ကိုလိုက်ပြီးတော့တီရီကိုအဲ့ပစ္စည်းကဘလောက်တန်လဲမေးတော့တီရီကတန်း200တန်းနဲ့ဆိုပြီးပြောလိုက်တော့ကိုမြင့်မြတ်ကတန်း200တန်းနဲ့ဆိုရင်သူက2တန်းပို့ပေးမယ်ဆိုပြီးတီရီကိုလောင်းကြီးထပ်လိုက်ပါတယ်တစ်သားထွင်းအိုးကိုဂယုတစ်ဆိုင်ခွဲလိုက်တဲ့အခါမှာအာရှကျက်မြင်းခွာခွက်ဆိုတဲ့ရှေးဟောင်းခွက်တစ်ခွက်ထွက်လာပါတော့တယ်ခွက်ကတကယ်ပဲတန်း200တန်နေတဲ့အခါရှုံးသွားတဲ့ကိုမြင့်မြတ်ကတန်း220ပေးလိုက်ရပါတော့တယ်တီရီဟာဒီတစ်ခါမှာတော့ယတနာဆိုင်ကိုသွားပြီးကိုစုချပါတော့တယ်ပစ္စည်းတွေကိုရှောက်ပက်ကြည့်ရင်းနဲ့အခန်းထောင်ကဈေးတွေအဆက်မပြတ်တက်နေတဲ့ပန်းအိုးကိုတွေ့သွားပါတော့တယ်တီရီဟာသူမကြိုက်တဲ့ပစ္စည်းတွေကိုစိတ်ကြိုက်ဝယ်နေရင်ပန်းအိုးကိုဘလို့ဝယ်ရမလဲစဉ်းစားနေပါတယ်အယောင်းဝန်နမ်းမလေးကရွှေဝယ်တာတသိန်းဖို့ပြည့်ရင်လက်ဆောင်ပြန်ပေးပါတယ်လို့ပြောလိုက်တော့တသိန်းဖို့ပစ္စည်းတွေဝယ်ပြီးလူလည်းမတီရီတယောက်ပန်းအိုးကိုအရယူလိုက်ပါတော့တယ်ဆိုင်ကအထွက်မှာ